ဆရာကြီးဦးဖိုးကြီးရဲ့ဦးထုတူတွေကလူတိုင်းဖတ်တဲ့နဲ့ဦးထုတူလေးတစ်ပုဒ်ကိုဒီနေ့ကျွန်တော်ဖတ်ပြပါမယ်ဦးထုတူလေးကတော်လက်ချက်ချသောမဲမြင်ကျွန်ုပ်ဒီနက်နက်လမ်းလျှောက်လေးရှိ၏တနက်နက်၌ရန်ကုန်မြို့ကြောင်မြောင်းဘက်သို့လှည့်ရလျှောက်ခဲ့၏လမ်းတွင်ရုတ်တရက်မိုးရသည်နှင့်အနည်းရှိအိမ်ဆိုင်ငယ်ကလေးတစ်ခုသို့မိုးဝင်ရခိုမိ၏အိမ်ခန်းချင်းချင်းဟောင်းနှံသောဆိုင်ကုန်ပေါ်တွင်ဆေးပြင်းလိပ်ဆေးပေါ်လိပ်မုံပဲသေးစာအနှဲငယ်မြတ်တည်ခင်းထား၏ဆိုင်ရှင်မှာ15နှစ်16နှစ်ရွယ်သူငယ်မှဖြစ်၏ပုံပန်းတော်သိမ့်ယုံရှိ၏အနေအထိုင်အဝတ်စားတို့ကိုမြင်ရသဖြင့်ဆင်းရဲနွမ်းပါကြောင်းသိရပါ၏တို့ရတွင်ဝတ်စားပုံထားပုံသိုးပုံဆိုင်ခင်းထားပုံတို့ကိုမြင်ရသဖြင့်ထိုသူငယ်မှသည်တေချာတဲ့ရဲ့ကြာကြာနာနာရှိသည်ကိုအထူးသတိပြုမိ၏ဆိုင်သို့ဝင်မိလျင်ထိုသူငယ်မကပြုံး၍အော်ဦးမိုးဝင်ခိုထားလားထိုင်မမိုးဆဲသွားမှသွားတာပေါ့ရှင်အေးကျေးဇူးပါကွယ်ဦးကခုမနဲ့နေတာနဲ့မုန်းရဘူးလားလို့ထီအောင်မယူခဲ့ဘူးဟုတ်ကဲ့နေတာပေမဲ့မိုးသားမှမကင်းပဲခုမနဲ့မိုးရမှာပေါ့ဦးရဲ့အေးမင်းကမှအမအသာကောင်းတာပဲသူ့အရွယ်နဲ့စားတော့တော်ပေ၏ဟုစိတ်ထဲကချီးမွမ်းမိ၏ထို့နောက်ထိုသူငယ်မှဘေးနားတွင်သတင်းစရာဟောင်းခြာနယ်ဟောင်း4-5ခုတွေ့မြင်ရသည်နှင့်ဩသတင်းစာဖတ်နေကြလားဟုတ်ကဲ့ဆိုပါတော့ရှင်ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါအနီးနားမှာဝယ်ဖတ်နိုင်တဲ့လူများစီကအဟောင်းမြင်ကလေးများတောင်းရမ်းဖတ်ရပါတယ်မှန်မှန်လည်းမဖတ်ရဘူးဦးရဲ့အေးစာဖတ်တာကောင်းတာပေါ့ကွယ်မင်းတော်ဖတ်တတ်သလားကျမငယ်ကအိမ်မှာပဲအဖေကစာသင်ပေးပါတယ်ကျမတို့ကဆင်းရဲတယ်ရှင်ကျောင်းမှမနေနိုင်ဘူးအခုတော့အဖေရောအမေရောဆုံးသွားကြတာ5-6နှစ်ရှိပါပြီကျမနဲ့မောင်ကလေးနဲ့2ယောက်တည်းရှိပါတယ်အဲ့ဒါနဲ့တော်တက်ဖတ်တဲ့ရာကဟိုဟာဆွဲဖက်ဒီဟာဆွဲဖက်နဲ့ခုတော့တော်ကလေးဖတ်နိုင်ပါပြီရှင်နေပါဦးမင်းသတင်းစာဖတ်တာတိုင်းရေးပြည်ဝါသနာပါလို့ဖတ်လားနေပါဦးမင်းသတင်းစာဖတ်တာတိုင်းရေးပြည်ဝါသနာပါလို့လားတိုင်းရေးပြည်ဝါသနာပါလို့ရမဟုတ်ပါစာဖတ်ခြင်းနဲ့ဝါသနာကလည်းရှိဖတ်ရင်လည်းမှတ်စရာသားစရာတွေ့တာနဲ့ဖတ်တာပါပဲတို့မင်းဖတ်တဲ့သတင်းစာချန်နယ်တွေမှာမင်းဈေးရောက်တာနဲ့ဓာတ်ရိုက်ဆိုင်တန်းများပါလို့လားဆရာကြီးဦးဖိုးကြားကစုံစမ်းလို့ရေးမေးလိုက်သည်ဓာတ်ရိုက်တော့ဘယ်ပါမလဲဦးရဲ့နို့ပေမဲ့ဟိုတင်းပြောတာလို့စားရတယ်မရှိဘူးဟင်းခတ်တာနဲ့ကုန်တာပဲဆိုသလိုပေါ့ဦးရဲ့စာဖတ်လို့ကြားမင်များတော့ဈေးရောက်တာရောဘာရောနေရာတိုင်းမှာစေကူးညံအလိမ်မာတိုးတာပေါ့ရှင်အေးဟုတ်တန်ရရဲ့နေပါဦးမင်းတို့မိန်းမတွေဒီသတင်းစာတွေဂျာနယ်တွေဖတ်ဖို့လိုသလားကွဟာဦးကြီးနဲ့လိုပါပြီလားခုတလော့မကြားဘူးလားရှင်မိန်းမအသင်းတွေဖွဲ့ဝလုံးတွေဘာတွေတောင်ဖြစ်ကုန်ပြီဆိုပဲဦးရဲ့ပြီးတော့လဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်စားတတ်ရင်ကောင်းတာပေါ့ဦးရဲ့မင်းတို့မောင်နှမနဲ့ဘယ်လိုနေကြလဲမင်းတို့မောင်နှမနဲ့ဘယ်လိုနေကြစားကြတယ်လဲကွဩကျမမောင်ကလေးကဟိုးပန်းနာကဦးမြဘူးကျောင်းမှာနေတယ်အခု3နှစ်ရောက်နေပြီစာမေးပွဲတိုင်းအောင်တဲ့ဦးရဲ့ကျမဈေးရောက်လို့တစ်နေ့တစ်မက်9ပဲလောက်ကျန်တယ်အဲ့ဒါကလေးနဲ့ကျောင်းလာကလည်းပေးရတယ်ဝိုးဖို့စားဖို့နေဖို့လဲဒီထဲကပဲတခါအဝတ်စားအစမ်းလေးများဝတ်ချင်ပါရဲ့ရုပ်ရှင်လည်းကြည့်ချင်တာပဲနှုတ်ပေမဲ့ပိုက်ဆံမလောက်တော့ချစ်ချုပ်ချိုးချန်နေရတာပဲဦးရဲ့အေးတာရုကွယ်တာရုမိုးလဲဆဲပြီးဦးသွားလိုက်အောင်မယ်ဆို၍ထွက်ခဲ့၏နောက်တနေ့နက်၌ကျွန်ုပ်ရေးသောစာအုပ်ထဲမှတော်တင်သော9အုပ်ဗလာစာအုပ်12အုပ်သတင်းစာဂျာနယ်ဟောင်း10ဆောင်လောက်တို့ကိုထုတ်ယူ၍ထိုသူငယ်မှဆိုင်ဘက်သို့ရှောက်ခဲ့ပြန်၏နနက်9နာရီခန့်တွင်ရောက်သွားရာထိုဝီရိယရှိသောသူငယ်မှဆိုင်အသည့်ခင်းကြီးပြီးနှင့်သည်ကိုတွေ့ရ၏မြင်လျင်ပဲနှုတ်ခွန်းဆက်၍ရောဟေးမင်းဖက်ဖို့နဲ့မင်းမောင်เจ้าမသုံးဖို့စာအုပ်တွေယူလာတယ်ရော့ဖတ်ပြီးရောဆို၍ပေးပြီးနောက်ထိုသင်္ကမသည်ကျေးဇူးတင်လွန်၍ပါဇက်ဟောင်းသားရှိနေစဉ်ကျွန်ုပ်သည်တုတ်ထွက်ခဲ့လေ၏
ဤကလွန်ခဲ့သော4-5နှစ်အဖြစ်ပြက်သည်လွန်ခဲ့သောလကကျွန်ုပ်စာတစ်စောင်ရ၍ဖက်ကြည့်ရာအောက်ပါအတိုင်းပါလေ၏ဦးရှင်စာအုပ်များပေးစဉ်ကရုတ်တရက်ထွက်သွား၍ကျေးဇူးတင်စကားမှမပြောလိုက်ရပါပေးထားသောစာအုပ်ငါ့ကိုယခုဖြစ်အလွန်ရှားမလောက်ရှိနေပါပြီကျေးဇူးအင်မတန်တင်သည့်အတွက်ပေးသောနေ့ကပင်ကျမ၏မှတ်တမ်းစာအုပ်တွင်စာရင်းတင်ထားလိုက်ပါသည်ဦးကိုဘယ်လိုကျေးဇူးဆက်ရမလဲဟုအမြဲတွေးနေပါသည်ယခုမှထိုစာအုပ်တို့ကိုပုံနှိပ်ကကျေးဇူးပြု၍ယခုစာကိုထည့်လိုက်ပါသည်ကျမတို့ဆိုင်ဘက်ကိုလမ်းလျှောက်ခဲ့စေခြင်းပါသည်ဦးရှင်မဲမြင်ကျွန်ုပ်သည်ထိုသူငယ်မကိုမေးနေရမှတတိယ၍ခါတိုင်းလိုပင်ထီးမပါဖက်နှက်မပါဖင်းကြီးလက်တို့နှင့်ထိုဆိုင်ဘက်သို့နက်နက်လမ်းလျှောက်ထွက်ခဲ့၏ပထမဆိုင်နေရာတွင်အတန်ကောင်းမွန်တဲ့ရသောနှစ်ထပ်အိမ်ကိုတွေ့ရ၏အောက်ထပ်တွင်ဆေးလေးအမျိုးမျိုးထို့ပြင်ကုန်းစုံများတချမ်းတွင်လက်ဖေးရည်ဆိုင်တွင်လည်းမြန်မာလူငယ်များအလုံးလုံးနေသည်တို့ကိုတွေ့ရ၏စိတ်တွင်ဇဝေဇဝါဖြစ်နေ၍အလုံသမားတယောက်ကိုမေးရာအော်မဲမြင်လားရှိပါတယ်သူတို့အပေါ်ထပ်မှနေပါတယ်ကျွန်တော်ပြောလိုက်ပါမယ်ဟုပြောဆိုနှင့်တက်သွားလေ၏မကြာမီပင်လက်ဖက်ရည်မုံပဲသေးစာတို့ကိုလောကွတ်ကြီးစွာဖြင့်ကျွေးမွေးပြီးမှဦးရဲ့ကျေးဇူးကိုဘယ်တော့မှမမေးပါပေးထားတဲ့စာအုပ်ငါ့ကိုလည်းဟောဒီမှာပေါင်းချုပ်ပြီးတရေအုပ်ထားပါတယ်ဟုဗီဒီယိုမှထုတ်ရပြ၏မှတ်ထားသောစာစင်းရင်းကိုလည်းပြ၏ထို့နောက်ဆက်၍မိမိစာဖတ်ဝါသနာရှိသဖြင့်ဘုဒ္ဓရများစွာရကြောင်းထို့ကြောင့်ပင်လည်းယခင်ဆိုင်ငယ်မှယခုကိုပိုင်အိမ်နှင့်ဆိုင်ကြီးဖြစ်လာကြောင်းမိမများစာဖတ်တင်ကြောင်းချွေတာတင်ကြောင်းဘာကြောင့်ညာကြောင့်နှင့်နိုင်ဝဲအခန့်ကျွန်ုပ်ဟာလက်ချပေးနေလေသည်ကျွန်ုပ်မှလည်းပြုံးတဲ့ကမလုပ်ပဲနားထောင်နေရလေသည်ပြီးမှကျွန်ုပ်၏အဝတ်စားကိုစိုက်ကြည့်၍အော်ဦးကိုကျေးဇူးဆက်ချင်ပါတယ်စာအုပ်ဖိုးတွေက10ချက်15ချက်လောက်ရှိလိမ့်မယ်အဲ့ဒီတော့အနည်းဆုံးအဲ့ဒီစာအုပ်ဖိုးတွေကိုလက်ခံစေချင်ပါတယ်ဦးရဲ့ဦးမှပိုက်ဆံတွေမချမ်းသာပါဘူးနို့ပေမဲ့စာအုပ်ဖိုးကိုလက်ခံဖို့တော့ဖြစ်မယ်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ပေးတာနဲ့ရောင်းတာချမ်းသာတာကိုမင်းသိတယ်မဟုတ်လားဦးရဲ့စာအုပ်ဖိုးကိုလက်ခံရမှာဖြစ်မင်းလက်ဖက်ရည်ကိုမုံဘိုးတွေကိုလည်းလက်ခံရလိမ့်မယ်ဟုဆိုလိုက်ရာထိုနားလွယ်လွယ်သောသူငယ်မသည်ပြုံးရည်သာနေတော့လေသည်ဆရာကြီးဦးဖိုးကြား